အမင်းများနေတဲ့ကြိုထုတ်ဆိုတာဘာလဲကြိုထုတ်ဆိုတာဝန်ထမ်းတွေလာစာထုတ်ရမတိုင်ခင်မှာသူတို့လှုပ်ထားပြီးသားလောက်ခလာစာရဲ့အကျိုးတော့ကိုကြိုတင်ထုတ်သုံးဆက်နိုင်တဲ့အကျိုးခံစားဝင်တစ်ခုပါချင်းဝင်မဟုတ်ပါဘူးဝန်ထမ်းတွေသူတို့ရဲ့ကိုယ်ပိုင်လာစာကိုကြိုတင်ထုတ်သုံးဆက်နိုင်တဲ့အကျိုးခံစားဝင်တစ်ခုပါကျွန်တော်တို့တွေနေ့စဉ်လှုပ်ရှားတော်လာနေရင်နဲ့ငွေကြီးလိုအပ်ချက်တွေကအချိန်မီမှာပေါ်ပေါက်လာနိုင်ပါတယ်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ကျန်းမာရေးအခြေအနေကြောင့်ငွေကြီးလိုအပ်ချက်တွေမိမိကြောင့်ပဲဖြစ်ဖြစ်မိသားစုကြောင့်ပဲဖြစ်ဖြစ်အခြေအနေအလိုက်အမြန်လိုအပ်လာတဲ့ငွေကြေးလိုအပ်ချက်တွေဒီလိုအခြေအနေမျိုးတွေမှာကိုယ်စီမှာသာငွေချင်းအင်အားလုံးလုံးလောက်မရှိဘူးဆိုရင်သူများစီကလိုက်ချင်းနေရတာတွေကအဆင်မပြေနိုင်ပါဘူးဒီချိန်မှာသာကိုလှုပ်လှုပ်တဲ့ကုမ္ပဏီကကြိုထုတ်ဝန်ဆောင်မှုနဲ့ချိတ်ဆက်ထားမယ်ဆိုရင်မိမိလှုပ်ထားပြီးသားလောက်ခလာစာရဲ့တချို့တော့ကိုကြိုတင်ထုတ်သုံးဆက်နိုင်ပြီပေါ့ဒါဆိုရင်ဘယ်လောက်ကောင်းမလဲကြိုထုတ်ကဘယ်လိုမျိုးအလုပ်လုပ်လဲအရင်ဆုံးလူကြီးမင်းတို့ရဲ့ကုမ္ပဏီနဲ့ကြိုထုတ်နဲ့အရင်ဆုံးချိတ်ဆက်ထားရပါမယ်ပြီးရင်ဝန်ထမ်းတွေကသူတို့အလုပ်လုပ်ထားပြီးသားလောက်ခလာစာရဲ့တချို့တော့ကိုကြိုတင်ထုတ်ယူဖို့အတွက် request လုပ်မယ်digital စနစ်ကိုအသုံးပြုထားတာကြောင့်မြန်ဆန်ချောမွေ့စွာနဲ့ကြိုထုတ်လို့ရနိုင်ပါတယ်။ပုံမှန်လာစာထုတ်ရရောက်တဲ့အခါမိမိကြိုတင်ထုတ်ယူထားတဲ့ငွေကြေးပမာဏကိုမိမိရဲ့မူရင်းလာစာတွေကနေပဲအလိုလျောက်ပြန်လည်ဖြတ်တောက်သွားမှာဖြစ်လို့ချင်းငွေတွေလို့အတိုးပေးရတာမျိုးတွေငွေကြေးပြန်ဆက်ရတဲ့လုပ်ငန်းစဉ်တွေစရတွေမရှိလို့အချိန်ကုန်သက်တာလောက်ချုပ်သက်တာစေပါတယ်။ဒါဆိုဘယ်သူတွေကြိုထုတ်လို့ရလဲ။အရင်ဆုံးကြိုထုတ်နဲ့ချိတ်ဆက်ထားတဲ့ကုမ္ပဏီကဝန်ထမ်းဖြစ်ရပါမယ်။ပြီးရင်တော့ကြိုထုတ်ရယူဖို့အတွက် Momoney application ကို download လုပ်ထားရပါမယ်။ပြီးရင်သက်ဆိုင်ရာတဘာမှတွေရှိကခွင့်ပြုချက်ရယူပြီးရင်ကြိုထုတ်ကိုစတင်အသုံးပြုနိုင်ပါပြီ။ကြိုထုတ်အသုံးပြုပြီးရရှိလာမယ့်အကျိုးကျေးဇူးများလုပ်ငန်းရှင်တွေအတွက်ဆိုလို့ရှိရင်လုပ်ငန်းခွင်အတွင်းမှာဝန်ထမ်းတွေရဲ့ productivity မြင့်မားလာစေမယ်။အလုပ်ထွက်နှုန်းသီးတတရောကြသွားစေပြီးတော့ဝန်ထမ်းတွေနဲ့ရည်ရှိလက်တွဲနိုင်မယ်။ကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာစေနိုင်ပါတယ်။ဝန်ထမ်းတွေအတွက်ဆိုရင်ငွေကြေးပူပန်မှုကိုရောကြစေနိုင်တယ်။အရေးပေါ်လိုအပ်ချက်တွေကိုအလွယ်တကူဖြေရှင်းနိုင်တယ်။ကိုယ်ပိုင်ဝင်ငွေကိုစနစ်တကျစီမံနိုင်ပါတယ်။ကြိုထုတ်ဆိုတာဝန်ထမ်းတွေသူတို့အလုပ်လုပ်ထားတဲ့လောက်ခလစာရဲ့အများဆုံး90%ဒါမှမဟုတ်ကုမ္ပဏီကသတ်မှတ်ပေးထားတဲ့ပမာဏတစ်ခုကိုလာစာထုတ်ရမတိုင်ခင်မှာကြိုတင်ထုတ်ယူအသုံးပြုနိုင်အောင်လို့စီစဉ်ပေးထားတဲ့ HR strategy solution တစ်ခုပဲဖြစ်ပါတယ်။ကြိုထုတ်ဆိုတာအကျွေးမဟုတ်လို့အတိုးမရှိတဲ့အပြင်ကုမ္ပဏီအတွက်လည်းတရားတစ်ချက်မှအပိုထက်ဆောင်ကုန်ကြရမျိုးမရှိရကြောင်းသင်ဝန်ထမ်းတွေအတွက်ဒီနေ့ပဲကြိုထုတ်နဲ့ချိတ်ဆက်လိုက်ပါ